ခုနကဒီ NS point နေပြန်ပြီးတော့အစအ point နေအများကြီးပဲလေဟိုဒီကောင်က drawing ပေါ်မြင်နေရ NS point နေပြန်ပြီးတော့မှုလုပ်လိုက်လို့ရှိရင်ဒီကောင်ဒီချောင်းဒါဆိုရင်ချောင်းလေးပေါ့နော်ချောင်းလေးဒီဒါလည်းချောင်းလမ်းလေးအဲ့ point လေးတွေပဲကြံရဒါဆိုရင်ရေကန် point လေးရှုပ်နေမှာဆိုတော့ NS point နေပြန်ပြီးတော့မှုလုပ်လိုက်ဒါဆိုရင်လမ်း point ဒါဆိုရင်ချောင်း point point group တွေဖွဲ့ရအဓိကဒီအဲ့ဒါပဲပေါ့နော်ဒီမှာဒီ point တွေကိုပြန်ပြီးတော့ဟိုဒီကွန်ဒိုရေးဖို့အတွက် triangle ဖွဲ့တာပေါ့နော်အဲ့ဆိုရင်ဒီ drawing menu တွေက drawing model explorer ကောင်းထည့်ရလို့ရှိရင်ဒီမှာ drawing model explorer ကပေါ်လာအဲ့မှာသူပုံမှန်တိုင်းဆိုလို့ရှိရင်ဒီမှာဘာမှမဖွဲ့ရသေးဘူး drawing ဆိုပို့တာလေးရှိမယ်အောက်ကဘောလုံးဆိုပို့တာလေးဘောလုံးကကြတော့ဒီဟွာပေါ့ဒီဘောလုံးကတ်တာပေါ့နော်ကတ်ရန်ပေးလို့ပါဘူးကတ်တဲ့အချိန်မှာတုံးတယ် drawing ကတော့ဒီ surface ကို base လုပ်တာတို့ဒီ triangle ဖွဲ့တာတို့လည်းဒီမှာဆိုရင်ဒီ drawing မှာ right click နှိပ်လိုက် create new surface အဲ့မှာဒီအပေါင်းလက္ခဏာလေးကိုဖြည့်ချလိုက်ရင်သူ့အောက်မှာ surface 1ဆိုတော့တခုသူလုပ်ပေးထားတယ် auto ပေါ့နော် auto ပေါ့အဲ့မှာအပေါင်းလက္ခဏာလေးကိုထပ်နှိပ်လိုက်လို့ရှိရင်ရောက်မှာ TNN data point group point file DEN file contour break line boundary ဆိုပြီးတော့ပေါ်တော့ point file ဖွဲ့တာ point group ကနေဖွဲ့လို့ရတယ် point file လည်းဖွဲ့လို့ရတယ်အခုက point group ကရှေ့မှာဖွဲ့ခဲ့ point group ကနေပြန်ဖွဲ့နော်အဲ့မှာ right click နှိပ်လိုက်ဒီမှာဆိုလို့ရှိရင်ကြည့်လိုက်လို့ရှိရင်ဒီမှာ point group ကဘာမှမပေါ်သေးဘူး0 0တွေပြီးတော့နော်ဒါတွေအကုန်လုံး0တွေပဲဒီ point group ဖွဲ့ပြီးဆိုရင်ဒီကျမှ data တွေဝင်သွားတယ်ဒီမှာ point group မှာ right click နှိပ်လိုက်ဒီမှာ add point group ဆိုတာ add point group ဆိုတာဒီ group တွေကိုအသုံးပြုပြီးတော့ point ဖွဲ့ပါနော်ဒီမှာဆိုရင် add point group ဆိုပေါက်ပေါ်လာဒီမှာလောတဲ့ footback လောတဲ့ပေါ်နေအောင်နော်အဲဒီမှာကအစ turbo ဆိုတာတစ်ခုဖွဲ့ခဲ့တယ်လေဒီဟာတွေအကုန်လုံးပါတယ်ဟာ point တွေအားလုံးပါတဲ့ group က turbo အဲ့တော့ဒီ point တွေအားလုံးကို triangle ဖွဲ့မယ်ဆိုလို့ရှိရင်ဒီ turbo ရွေးပြီးတော့ okay အဲ့ဆိုရင်ဒီ turbo point လေးအထဲကိုဝင်သွားပြီလို့ရှိရင် surface 1မှာဒီ right click နှိပ်လိုက်ပါ right click နှိပ်ပြီးတော့ base surface ကိုတိဆောက်တာဒီရှိပြီးသား point လို့ဒီလောက်อ่ะဒီလောက်လို့ရှိရင်ဒီမှာသူက downward data with elevation less than ရယ် downward data with elevation greater than ဆိုတာဒီအဲမှာဒီ point file ပေါ့ CSV file ထဲမှာပါတဲ့ point တွေဒီအနိမ့်ဆုံး elevation နဲ့အမြင့်ဆုံး elevation ကိုတမီတာစီရော့တမီတာစီတိုးပြီးတော့ထည့်ပြအဲ့ဒါမှ error မတက်တာဘူးပုံလို့ရလို့ရှိရင်နောက်ဆိုရင်ဒီ boundary တွေက0လေး layer တွေပဲရောက်နေလို့ဆိုရင်အဲ့0 layer သွား0 elevation ကိုသွားပြီးပုံလို့ရလို့ရှိရင်ပုံလို့တွေကမှန်မှန်တော့အဲ့ကောင်ပြန်ပြီးပုံပြရအဲ့လေတော့မျိုးနေတော့အဲ့တော့ဒီ CSV file ကိုရင်ပြန်သွားကြည့်CSV file မှာသူဟာမှာ equal ပေါ့နော်equal to m8 ပေါ့ maximum ရှာမှာပေါ့နော်ဒီ elevation data တွေမှာပါတဲ့ point တွေရဲ့ဒါမှာဘယ် point ကအမြင့်ဆုံးလဲပေါ့အများဆုံးလဲပေါ့ဆိုရင် m8 ပြီးတော့ကျတယ်ကွင်းစားအဲ့ဒါပြီးလို့ချင်းဒီအောက်ဆုံးဆဲကနေအပေါ်ဆုံးဆဲဒီအကုန်လုံးဒါပြီးရှစ်ကီးကိုပြီးဆက်လက်မှတ်လိုက်ပေါ့နော်အပေါ်ဆုံးဆဲကိုသွားပြီးရှစ်ကီးကိုပြီးတိုင်းဆက်မှတ်လိုက်ဒီထဲမှာရှိတာအကုန်လုံးဆက်လက်မှတ်ပြီးတာဆိုတာအန်တာခေါ်လိုက်လို့ချင်းနှစ်ကွန်တာသမ43ဒါဆိုလို့ချင်း120ကွန်တာသမ43မီတာအမြင့်ဆုံးပဲအဲ့ဆိုရင်130လောက်ရိုက်လို့ရတယ်အမြင့်ဆုံးအဲ့ဒီဒါခေါင်းထဲမှာမှတ်ထားလိုက်ပေါ့ပြီးရင် maximum ပြီးလို့ချင်း minimum အနိမ့်ဆုံးpoint ကိုလိုက်ကြအောင်နော် minimum ရဲ့အတူက min ပေါ့အဲ့တော့ equal to min ကွင်းစားဒီအပေါ်က elevation data တွေကိုဆက်လက်မှတ်လိုက်ပေါ့ရှစ်ကီးကိုဖြည့်ပြီးအောက်ဆုံးတစ်ခွက်အပေါ်ဆုံးတစ်ခွက်အဲ့ဆိုရင်96.5ချက်ကအနိမ့်ဆုံးအဲ့တော့65လောက်ထားလိုက်ပါနော်အဲ့တော့အမြင့်ဆုံးက130အနိမ့်ဆုံးက65အဲ့လိုစိတ်ထဲမှာမှတ်ထားပြီးတော့ဒီ land တက်တော့ပြန်သွားလိုက်ပြီးလို့ရှိရင်လုံးဝ data ကို elevation လက်ဆန်အနိမ့်ဆုံး elevation ကို65ရိုက်လိုက်ဒီကောင်ကြတော့130ပေါ့နော်နည်းနည်းလေးပိုရိုက်တယ်နည်းနည်းလေးချော့ရိုက်ဒီ apply okay မှသူ surface ကို base လုံးတယ်အဲ့ဒါကြောင့် okay ပေါ့ okay နေပြီလားဒါဆိုရင်ဝင်သွားပြီ point 6မှာတက်တော့ဝင်သွားတယ်ဒီက minimum coordinate ဆို maximum coordinate ဆိုတာအဲ့ဒါကဝင်သွားပါတော့ surface ကို base လုပ်ပြီးသွားရင်じゃဒီ triangle ဖွဲ့တာကိုじゃဒီမှာじゃ polyface map လို့ခေါ်တာပေါ့နော် surface display အဲ့မှာ surface ကမှာ right click နှိပ်လိုက်ပြီးတော့ surface display polyface map ဆိုတာ triangle ဖွဲ့ခိုင်းတာပေါ့နော် point တွေကိုအဲ့မှာဒီမှာ surface layer ဆိုတော့သူ download လုပ်ပေးတဲ့ layer SRS view SRV ဆိုတာ border layer အတွက်ဆိုရင်ဒီ layer name ပေါ့နော် break line layer အတွက်ဆိုရင်ဒီ layer name SRS ဆို SRD ဆိုထားမယ်ကိုကအဲ့ဟာကို layer name တွေကိုဒီပေါ့ layer မှာတော့ဖွင့်ပေးမယ်အားတွေပေါ့နော်အဲ့ဒါတွေက
ဒီပြောင်းကျင်တယ်ဆိုရင်ပြောင်းလို့ရတယ်တခြားဟာပေါ့နော်တခြားနာမည်ကိုနှစ်သက်တဲ့နာမည်ပြောင်းကျင်တယ်ဆိုရင်လည်းပြောင်းလို့ရတယ်မပြောင်းမလဲထားလို့ရတယ်မပြောင်းတာတော့ပိုကောင်းပါတဟောတာโอเคအဲ့မှာသူက Iris O surface ယူသူရှေ့ပိုင်းမှာဖွဲ့ထားတဲ့ surface တွေရှိလို့ရှိရင်ဖြတ်မလားမဖြတ်ဘူးလားနော်အဲ့ဆိုရင် Y ကိုနှိပ်ပြီး enter ပေါက်တယ်အဲ့ဆိုရင်ပြန်ကြရတယ်ကျွန်တော်တို့တော့မှဟိုဟာဖုန်းလမ်းထက်တာလေဒါကိုပိတ်လိုက်ပါရတယ် drawing model ပြည့်ပြည့်ချင်းဒီမှာဆိုမမြင်ရတယ်ဘာလို့မမြင်ရလဲဆိုတော့ဒီ layer မှာမီးပိတ်ထားလို့အမေးဖွင့်ကြည့်လိုက်လို့ရှင်ဒါဆိုရင်ဒါ triangle ဖွဲ့တဲ့ဟာကြီးဟောအဲ့တော့အဲ့ဒီ triangle ဖွဲ့ထားတဲ့အနေထားပေါ်မူတည်ပြီးတော့ကွန်လိုပြန်ရစ်မှာဒါ surface ဖွဲ့တာ base လောက်တာပြီးသွားရောနော်ပြောကြမှာနောက်တဲ့ဟိုရေကန် point ကိုလိုက်ပြီးတော့ manual ဆွဲပြန်ပါနော်အဲ့တော့ဒီ layer အသစ်တစ်ခုယူလိုက်အောင်နာမည်က leg ကိုကားလန်ထားလိုက်ဒီသူကရေကန်ကတော့ရေကသူတို့တတ်မှတ်တာတော့ default ကကာလာနံပါတ်က140ကျော်140ဆိုပြပြလေးကိုဒီမှာကျဟို object နဲ့ပေါ့နော်မတောင်းထားဘူးဆိုလို့ချင်း OSN နေပြီးဆိုပြီးရိုက်လိုက်ပြီးတော့ object နဲ့ကဒီ note ကိုတောင်းထားလိုက်โอเคဒီမှာ note တွေနဲ့ဆွဲမှာဒီမှာ line ဆွဲလို့ချင်းဒီရေကန်ပေါင်ဆွဲရင် AutoCAD မှာဆိုရင်တော့ရိုး line နဲ့ဆွဲလိုက်ရပြီး line နဲ့ဆွဲလိုက်ဒီမှာကျတော့ line နဲ့ဆွဲပြတယ်ဆိုတော့ elevation နဲ့လုပ်ရတယ်ဒီ 3D body line create by elevation နဲ့ဆွဲမှာပေါ့နော်ဆိုရင် 3D body line နော် create by elevation အဲ့မှာဒီမှာစ point ကို click ချက်နှိပ်ပြင် space bar တစ်ချက်ပုတ်နောက် point ကို click ချက်နှိပ် space bar တစ်ချက်ပုတ်တစ်ချက်နှိပ်လိုက်တစ်ချက်ပုတ်လိုက်နေအဲ့ဆွဲပါဆွဲလို့ရှိရင်နောက်က line ကပျောက်သွားတာပေါ့နော်ပျောက်သွားလို့ရှိရင်ဒီ R ဆိုလို့ရှိရင် redraw ပေါ့ R နှိပ်ပြီးတော့ space bar ပုတ်လိုက်လို့ရှိရင်နောက်က line တွေပြန်မြင်ရကိုဘယ်နှရောက်နေမှမသိဘူးဆိုရင် R ကိုနှိပ်ပြီးတော့ space bar တစ်ချက်ပုတ်လိုက်ပြီးလို့ရှိရင်တေးကြပြီဆိုမှနောက်တဲ့ point တစ်ခုကို click နှိပ်လိုက် space bar ကိုတစ်ချက်ပုတ်လိုက် point တစ်ခုကို click နှိပ်လိုက် space bar တစ်ချက်ပုတ်လိုက်အဲ့လိုမျိုးနဲ့ဆွဲပါဟိုက point နေလို့ရှိရင်တော့သိရအောင်ဘယ်နှစပြန်လဲနော်အဲ့လိုချင်းဒီမှာဆောနာဒီနာစခဲ့တော့ AutoCAD မှာဆိုပြီးတိုင်းတော့ဆိုလို့ချင်း C နှိပ်ပြီးတော့ space bar ပုတ်လိုက် close လိုက်တော့ဒီမှာကျ 3D polyline ဖြစ်တဲ့အတွက် CL နှိပ်ရတာ C မဟုတ်တော့ CL နှိပ်ပြီးဆွဲပို့လိုက်ရင်ဒါဆိုရင်ဒီကန်အောင်ထူရပါရောဒါတော့ elevation light ဆွဲထားတယ်ဒီကန်မှာပေါ့နော်